အဲ့တော့ယန္တနာတွေထက်သိပြီးတော့ထားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဟာသင်္ခါရသဘောတရားကြတဏှိကြတော့ပြတ်မှာပဲ maintenance လို့လေ maintenance အတွက်ထည့်ခဲ့တာလို့ဒီလိုရှုမဲ့ဆိုလို့ရှိရင်တော့ဒါကြီးပဲချက်ကောင်းတယ်နော် maintenance အတွက်ဒီမှုစစ်လုပ်ထားခဲ့ဒါလေးကိုယူပြီးတော့ဘုရားကိုပြင်ရမယ်ပေါ့ဒီလိုဆိုလို့လားအဲ့ဒီမှာထားခဲ့တာတော့အဲ့ဒီရွေးချက်ပဲအဲ့နောက်ကျတော့ဒီရွေးချက်ကလည်းပြည့်ပြောက်လာတယ်လို့ရှိမှရှိမှာဘာဖြစ်လို့ဘယ်လိုအားလုံးဆိုလို့ရှိရင်ဓမ္မကြီးမှာကုသိုလ်ရှင်တွေဆက်ဖို့ထိုးရရှိကြတယ်ဘုရားတရားလို့ပဲလို့ညာလို့ပေါ်မှာဆိုလို့ရှိရင်ဒါလို့ထိုးတယ်နာမည်ကြော်ညာတာလားဘာလို့တာတော့ရွေးချက်ကပါလဲကိုယ်လူသိစေတယ်လို့ထိုးတာလားလူသိစီတဲ့လို့ထိုးတယ်ဆိုရင်တော့တိတ်မဟုတ်ဘူးเนาะအသိတယ်မှာဖြစ်တယ်ကိုလူကထူတာပဲပေါ့အဲ့တော့ဘာလို့ထိုးရတာလဲဆိုတော့ထိုးခြင်းရဲ့ဒီချက်ကဘာလို့အမြောက်ဝေးတဲ့သဘောယင်းတဲ့ပုဂ္ဂိုလ်ကတာလို့ခေါ်ရအောင်ဒါကြောင့်မလို့နောက်ပိုင်းမှာကုသိုလ်ရှင်တွေရဲ့နောက်ဆက်တွဲမှာရှင်းတော့ကကောင်းမှုဆိုတဲ့နောက်မိသားစုကောင်းမှုဆိုတဲ့နောက်မှာဘာပါတော့ဆိုနတ်လူသားလူခေါ်စေတော့ဆိုတာပါအခုခေတ်တော့အဲ့ဒီနတ်လူသားလူခေါ်စီတော့ဆိုတော့ပျောက်သွားပြီးတော့ဘာလုပ်လဲဆိုရင်နာမည်ကြော်ညာတာဖြစ်သွားဒါကြောင်းလဲလာတဲ့ဘောပေါ့နော်ပါမောက္ခကျုပ်ဆရာတော်ဘုရားဟောထားတဲ့ဒီထပ်ပနာအကြောင်းပေါ့နော်ထပ်ပနာထံပနာထပ်ပနာထမ်းခက်ဖို့အစစ်အစစ်ကိုတော့ဒီဝီကီပီဒီးယားနေလဲတွားကြည့်လို့ရပါတယ်နော်တွားကြည့်လို့ရပါတယ်တော့ဆေးရှင်းတို့ကထပ်ပနာတဲ့ပုံရှိတယ်တဲ့နော်ဆေးရှင်းတို့ကထပ်ပနာတဲ့ပုံဟိုမှာဆေးရှင်းဖျားစီတွေလက်ထက်မှာပေါ့နော်ဟိုမှာကာတပဖျားနော်ဒီပိကရာဖျားစကာတပဖျားအစုံနှစ်ကျစ်လေးဆိုသောဖျားစီတို့တွေနော်ဒီပိကရာမြတ်စွာဘုရား၏တန်တော်တို့ကို36ယူဇနာမြင့်သောစီတီနဲ့ထပ်ပနာသည်ကောတိညမြတ်စွာဘုရားဝိပါတိမြတ်စွာဘုရားတို့၏တန်တော်တို့ကိုခုနှစ်ယူဇနာမြင့်သောစီတီနဲ့ထပ်ပနာသည်နော်ဆေးရှင်းကြတဲ့အခါထပ်ပနာထားတဲ့အလေးအကျစ်လေးတွေအလေးအထားတွေရှိတယ်နော်နจิစစ်စုသောဖျားလောင်းတို့တွေတဲ့ဒီပိကရံဖျားလောင်းယေဝရဖျားလောင်းနာရရဖျားလောင်းတို့စံတော်ဝတ်လဲတော်တို့ကိုစီတီတီရဲ့ထပ်ပနာကြောင်းအဆုရှိတဲ့ဖြစ်ကျွေးသောဖျားလောင်းတို့၏စံတော်ဝတ်လန်းတော်တို့ကိုလည်းစီတီတီရဲ့ထပ်ပနာဟုယူဆရာရှိသည်နော်ဒါရှေးတဲ့ကထပ်ပနာတဲ့အလေးကျစ်လေးတွေရှိတယ်နော်မစ္စည်းမတေတမှာထပ်ပနာတဲ့ဘုံတဲ့အဓိကတော့ဒီဂေါတမဖျားလောင်းပေါ့နော်စံတော်ပယ်လဲတဲ့အခါမှာအဲ့ဒီစံတော်ကိုတရားမိကယူပြီးတော့တာဝတိဒါနပြီးမှ36ယူစနာမြင့်တဲ့စူလာမဏိစီတီเนาะအဲ့ဒီမှာရှိတယ်အဲ့မှာထပ်ပနာတာပေါ့เนาะပရိနိဗ္ဗာစာလိုတော်မူတဲ့အခါမှာလဲလက်ရเนาะအထက်ဆွဲတော်လက်ရညရွတော်တွေကိုတဲ့အဲ့ဒီစီတီမှာပဲထပ်ပနာထားတယ်เนาะယဟပြုတဲ့အခါမှာဝိလဲတော်အစုံကိုတဲ့ကတိကာရပြန်မာကြီးကဒီအကနိထပူပေါ့နော်အဲ့မှာတုတ်တစီတီမှာထပ်ပနာတယ်နော်တုတ်တစီတီမှာထပ်ပနာတယ်ဒါကဂေါတမဖေယားရဲ့လက်ထဲပေါ့နော်နောက်ပြီးတော့ဖေယံပရိနိဗ္ဗာန်စံတဲ့အခါမှာနော်ဓာတ်တော်တွေဝေတယ်အဲ့ဒီဝေတဲ့ဓာတ်တော်တွေကိုရသွားတဲ့ပရိတွေနော်နိုင်ငံသားတွေကသူတို့ရဲ့ဒေသမှာစီတီတဲပြီးတော့ထပ်ပနာကြတယ်နော်အဲ့လိုမျိုးရှိတယ်နော်ဒီဓာတ်တော်တွေကလည်းတီဟိုရောက်လာတဲ့သမိုင်းတွေရှိတယ်အဲ့မှာတီဟိုမှာလည်းဖျားတွေမှာနော်ထပ်ပနာထားတယ်တဲ့နော်မဟာစီတီဆိုရင်ထပ်ပနာအစုံလို့ထပ်ပနာတော်တော်ပြည့်စုံတဲ့စင်တီလို့ပြောတယ်မဟာစီတီနော်အနုရတပူရာမှာပထမသေကိုင်းနာပြီးတဲ့နောက်အဲ့ဒါထားပါတော့နော်သေကိုင်းနာတွေကိုထပ်ပနာတွေကိုဓာတ်တော်တွေကိုပြလဲပြီးတော့စုစည်းတာတထုခေမှာထပ်ပနာတာရှိတယ်နော်သူအဓိကပြောချင်တာတထုခေဆိုတာကဒီတဖုတ္တနဲ့ပါဠိကသမိုင်းပေါ့နော်သူကသက်ကလေး103ခုတဲ့ဥက္ကလာပနေပြီးတော့ရတောင်ဘက်ပောက္ခရဝတီမြို့နေတဖုတ္တနဲ့ပါဠိကညီတော်တို့ဒီသူတို့မစ္စည်းမဒေတာကိုကူသွားတဲ့အခါမှာမြတ်စွာဘုရားရှိကဒွေဝါစီက
တရဏဂု2ပါးပေါ့နော်အဲ့ဒီတော့ကတရဏဂုက3ပါးမရှိသေးဘူး2ပါးပဲရှိသေးတယ်တန်ခါမပေါ်သေးဘူးနော်အဲ့ဒါကြောင့်ဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိနှစ်ကြိမ်ပဲနှစ်ခုပဲဆိုရတာတန်ခါမပေါ်သေးတဲ့အတွက်တွေဝါစိကတရဏဂုခံယူကနော်အဲ့မှာသူတို့ကစံတော်တွေကိုရတယ်ပြတဲ့အခါမှာပြေကိုအနာတယ်နော်ပြေကိုအနာတယ်နော်ဟုတ်တယ်တင်ကုဒရာကုန်းတို့ကအခုဆွေတကူလို့ပြောကြတာပေါ့နော်တင်ကုဒရာကိုနော်တင်ကုဒရာကိုအဲ့လိုမျိုးထပ်ပနာကြတာပေါ့နော်နောက်ပကံခေဆိုရင်နော်ပကံခေဆိုရင်တချို့ကတော့ဒီပကံကြောက်စာတွေပကံရဲ့အလူအကြောင်းတွေဖတ်တဲ့အခါမှာဆိုရင်ဒီလိုထပ်ပနာတာတော့မဟုတ်ဘူးတချို့ဆိုရင်လဲတွေမြေတွေနော်အဲ့လိုမျိုးလူတက်ထားတာဒီဖရာအတွက်နော်စီဒီပထိုးတွေအတွက်စောက်ဖို့အတွက်ပြုဖို့အတွက်အဲ့လိုမျိုးလေးတွေပေါ့နော်ပြောကြတာကအခု CD နဲ့ဓာတ်တော်များကိုထပ်ပနာတိအဖြစ်တဲ့နော်ဓာတ်တော်ပေါ့နော်အဓိကတော့ဒီဖရာရဓာတ်တော်တွေယဟနာတွေရဓာတ်တော်တွေပေါ့နော်ထပ်ပနာကြတယ်နจิตစစ်စုပူတော်များတတ္တဌာနပူတော်များအောက်မှာနจิตစစ်စုဖရာရဲ့ပုံတော်တွေနော်ဟိုဓာတ်တော်တွေမကဘူးနจิตစစ်စုပူတွေနော်တတ္တဌာနဆိုတာကဟိုဖရာစီရဲ့နော်49ရဲ့နော်လက်ဟိုပါပေါ့จิตဟိုပါပေါ့တရားထဲတဲ့နော်အနိမိတတတ္တဟာတို့နော်အစပလတတ္တဟာတို့မုဆလေတတ္တဟာတတ္တခုနှစ်ပါးပုံတွေအကတဝကတွေရဲ့ပုံတွေနော်နောက်ပါလဲဆိုတော့မိဖုရားမောင်မတွေရဲ့ပုံတွေနော်သားတော်သမီးတွေနော်အဲ့ဒီမူမတွေအဲ့ဒါတွေထုလို့ပြီးတော့ထပ်နာတာရှိတယ်ပေါ့နော်အဲ့လိုရှိတာပေါ့ဒါပကခေကိုဘောခေပေါ့နော်ကိုဘောခေကြတော့တဲ့ဒီပေါ်မင်းလက်ထက်တက္ကရာ1240ခုနှစ်တွေနော်ဒါကိုဘောခေမှာတော့ထပ်နာတဲ့ခါမှာတဲ့ခုနပကခေလိုမျိုးပေါ့နော်အမျိုးသမီးအမျိုးသားပုံစံတွေပေါ့နော်မိမရုပ်ကြအသွေးတွေနောက်ပြီးတော့ဒီစေရုပ်တွေမြင်းရုပ်တွေအဲ့လိုဟာတွေမပါတော့ဘူးပေါ့နော်အဲ့လိုဟာတွေမပါဘဲနဲ့ထပ်နာကြတယ်နော်အထက်ပါသွေးစာရတီဘောမီစီဒီတော်ဝဲထပ်နာသွေးရနဲ့မိမရုပ်ကြအသွေးတတာစင်မြင့်အသွေးတတာမပါစီကြောထေဆန်းသည်နော်ဆေးစီတီများဝဲထပ်နာသွေးရနဲ့ကအစိုးလေးပါစီတီကိုတွေ့ရသည်ဘိုးတထောင်စီတီတော်ထပ်နာတဲ့ဝဲပဒီနှစ်တောင်လက်စုပ်များကိုလည်းတွေ့ရသည်ဆွေမော်တော်စီတီတော်ထပ်နာတဲ့နဲ့နတ်တာသွေးသောကြောက်ပြေကိုभीတွေ့ရသည်နော်ဒါဘိုးတထောင်ဖះဆိုရင်နော်ပဒီနှစ်တောင်လက်ကော့ဒါကပချို့ဆရာတော်ကြီးဟောထားခဲ့တဲ့အတိုင်းပဲပေါ့နော်ဒါတွေကဖះတွေပြက်စီးတဲ့အခါမှာအဓိကတောက်ရမှာပေါ့နော်အဓိကတောက်ရမှာပေါ့အလူခါတာကတော့ not တစ်ပိုင်းပေါ့နော်ဘာဖြစ်ဆိုလူတွေပြည့်စုံလာတဲ့အခါမှာသူ့အတူလူလေးမယ်အဲ့ဒါတွေကနော်ဒီချိန်မှာတော့ပြီးတော့အလူခံစရာမလိုလူတွေပြည့်စုံလာရင်သူ့အတူလူမယ်တားမယ်နော်လောဆယ်ဖះမှာသူတဲ့ထပ်ပနာတွေကဖះပြုတ်ပြဖို့အတွက်ဖះမှာလူထားရတဲ့ဆွေငွေတွေကဖះပြုတ်ပြဖို့အတွက်ဆိုရင်အဲ့ဒါတွေကိုအဓိကထားပြီးတော့သုံးရမှာပေါ့နော်အဲ့ဒါတွေအဓိကထားသုံးရမှာပေါ့ထို့ကြောင့်ထပ်ပနာသွေးရနဲ့မြတ်စွာဘုရားရဲ့တတိယဓာတ်တော်တို့ကိုပဒါနထား၍ဖယံတယကများ၏စီတီဖယံတယကများစေတနာအေအားပစ္စည်းအေအားအလျောက်အမျိုးမျိုးအဖို့လူတားထက်သွေးချင်းနော်ထပ်ပနာချင်းများကိုအပြစ်မဆိုချီးကျူးဖွယ်ရာအဖြစ်ကိုယူမှတ်တမ်းတရားပါသည်တဲ့နော်ဒါကထပ်ပနာကြောက်ပေါ့နော်ပြပြီးတော့ချုပ်မယ်ဆိုတော့ထပ်ပနာကတော့ဒီအဲ့ဒီထပ်ပနာထည့်ထားတဲ့ဆွေငွေပါဒများတွေပါပဲဖြစ်ပေါ့နော်အဲ့ဒါတွေကိုဖျားစီတီတွေပြုတ်ပြက်ရှိတဲ့ဆိုရင်ဆော့ရမယ်ထိန်းသိမ်းရမယ်အဲ့ဒါတွေသုံးပြီးတော့နော်အခက်ကာလမှာအလူခါတာကိုခဏရထားမယ်နော်လူနေတဲ့လူကတော့လူမှာပေါ့နော်ဘာဖြစ်ဆိုတော့လူတခါမှတွေပြည့်စုံလာတဲ့အခါမှာသူကတော့လူတယ်အဲ့ဒီအတွက်ပူကြမလို့လာပြီးတော့လူမှာပဲဥပမာမဟာမြတ်မုနိမြတ်စွာဘုရားနော်မဟာမြတ်မုနိဆိုတော့အဲ့ဒါတွေဖះမှာလူထားတာတွေရှိတယ်အဓိကသုံးရမှာပေါ့နော်အဲ့ဒါတွေသုံးရမှာပေါ့အဲ့ဒါတွေမသုံးဆိုဘာလုပ်မလဲသုံးရမှာနော်နောက်ဆိုလူတွေကပြည့်စုံလာတဲ့ခါမှာသူကသူလူလေးပဲနော်ဒါအလတ်ထားဖို့မဟုတ်ဘူးဒီကြောက်တာပါတများဆွေငွေလူထားတဲ့ဟာတွေကအလတ်ထားဖို့မဟုတ်ဘူးဒီတော့
ပျက်စီးဆွဆွမှုတွေကိုဒါနဲ့မပြေဘာနဲ့ပြင်ပါလဲနော်ဘာနဲ့ပြင်ပါလဲဒါကတော့ထပ်ပနာအကြောင်းကိုပါမောက္ခချုပ်ဆရာတော်ဟောကြားဒီမှာတစ်စစ်နော်စစ်ခေအဆက်ဆက်ပေါ့နော်ထပ်ပနာတွေထားခဲ့တဲ့ပုံလေးကိုဟိုအနေအကျေးပေါ့နော်ပြပြဆိုတော့မဟုတ်ဘူးပြလဲမျှဝေပေးတာဖြစ်ပါတယ်နော်